ကျွန်တော်အကောက်တစ်ပြန်ဆော့တဲ့ပထမဆုံးနေ့မှာကျွန်တော် T4 ဆက်တစ်ဆက်လုံးကျွန်တော်9000နဲ့ကျွန်တော်ရင်းပြီးတော့ Saber 650ပဲကျွန်တော်ကြံတယ်အဲ့ဒါဆိုကျွန်တော်မှာကျွန်တော် gathering of fishing ကိုကျွန်တော်မလုပ်ဘူးဗျဘာကြောင့်မလုပ်လဲဆိုတော့ gathering of fishing ရောစခြင်းမှာလုပ်ရင်ပတ်စံတအားရနေတယ်နောက်ပိုင်းမှာသူက profit ဖြစ်လာတာမှန်ပြီမယ်ကျွန်တော်တို့ပတ်စံတအားရနေတယ်အဲ့တော့ကျွန်တော်ပတ်စံတအားရများလည်းမဟုတ်ဘူးလို့ဝင်ငွေအဆင်ပြေရဲ့ကျွန်တော်ကအဗာထဲမှာ green chat ကျွန်တော်ရှင်းတယ်ကျွန်တော် mist ထဲမှာ chat တွေလိုက်ဖွင့်တယ်ကန်နေရှင်းတယ်အဲ့တော့ကျွန်တော်က10မိနစ်ထိုင်နေကျွန်တော်မှာအဆင်ပြေသွားကျွန်တော်ဒီလိုအဲ့ထဲမှာကျွန်တော်တည်သွားလဲကျွန်တော်မှာ9000ပဲဆုံးရှုံးစရာရှိတာဖြစ်တဲ့အတွက်ကျွန်တော်ရင်းလိုက်တယ်တန်နေပေါ့နော်တွက်ချီလဲကြိုက်တယ်မော့ရှင်းတာနဲ့တင်ကျွန်တော်ဖိန်ရောဒီစေးဘောရတာဖြစ်တဲ့အတွက်9000လောက်တော့ကျွန်တော်ရင်းရတာတန်နေလို့ခံစားမိတယ်ရလာတဲ့လူတွေရောစာအုပ်တွေနဲ့ရောဆိုရင်ကျွန်တော်မှာအမျက်ပူပြီးတော့ထွက်တယ် newbie ဘွားမှာ gathering နဲ့ fishing ထက် T4 flat လေးဝစ်ပြီးတော့9000လောက်ပဲရင်းပြီးတော့ဗျာဒီ ava တွေက go chat နဲ့ miss တွေက ကန်တွေကိုလိုက်ရှင်းတာပို့ပြီးတော့အဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်စီပါလည်းမြန်မြန်ဝင်လာဖြစ်တဲ့အတွက်မြန်မြန်ဖမ်းလို့ရပါဘောเนาะတနင်္လာနေ့လောက်ဖမ်းပြီးတော့ကျွန်တော်နားလိုက်တယ်ဒါဆိုရင်ကျွန်တော်နောက်တနင်္လာနေ့စာကိုကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်